အာဆင်နယ်ရဲ့ခံစစ်ကြစ်လက်မှုနဲ့စိတ်ရှည်မှုပထမအကြော့မှာ3-2နဲ့နိုင်ထားတဲ့အတွက်အာဆင်နယ်ဟာဒီပွဲမှာအမှားမခံဘဲအထိုင်ခံစစ်ကိုတည်တက်စွာကစားသွားခဲ့ပါတယ်။ ချယ်လ်ဆီကဘောလုံးပိုင်ဆိုင်မှု56အထိအသာစီးရယူနိုင်ခဲ့ပေမဲ့အာဆင်နယ်ရဲ့ဆဲလီဘာနဲ့ဂက်ဘရီယိုတို့ဦးဆောင်တဲ့ခံစစ်တန်းကအခွင့်အရေးနည်းပါးအောင်ပိတ်ဆို့ထားနိုင်ခဲ့တာတွေ့ရပါတယ်။ ချယ်ဆီရဲ့အဆုံးသတ်ပိုင်းအားနည်းချက်ရှယ်လ်ဆီဘက်ကဂိုးကန်သွင်းခွင့်14ကြိမ်အထိရရှိခဲ့ပေမဲ့ဂိုးပေါက်တဲ့မှုကတော့2ကြိမ်သာရှိခဲ့ပါတယ်။ လင်ဒဲလက်နဲ့အန်ဇယ်ဖာနန်တို့ရဲ့အခွင့်အရေးတွေကိုအာဆင်နယ်ဂိုးသမားကီပါကကာကွယ်သွားနိုင်ခဲ့တယ်လို့ချယ်လ်ဆီရဲ့တိုက်စစ်ဟာအာဆင်နယ်ခံစစ်ကိုဖောက်ထွက်ဖို့ရုန်းကန်ခဲ့ရပါတယ်။ Kai Havertz ရဲ့အဆုံးဖြတ်ကိုပွဲကတရေရလတ်နဲ့ပြီးဆုံးတော့မဲ့အချိန်9-8မိနစ်မှာတော့ကွင်းလယ်လူတစ်ကလန်ရိုက်ရဲ့ဖန်တီးပေးမှုကနေတဆင့်အာဆင်နယ်တိုက်စစ်မှု Kai Havertz ကအသင်းဟောင်းချယ်လ်ဆီဘက်ကိုအနီးကပ်ပိတ်သွင်းပြီးအနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ဒီဂိုးဟာချယ်လ်ဆီရဲ့မျှော်လင့်ချက်ကိုအပြီးသက်ချေမှုန်းလိုက်တာပဲဖြစ်ပါတယ်။နီးပြများရဲ့အားပြိုင်မှုချယ်လ်ဆီနီးပြလီရိုဇင်ယာဟာပွဲကိုစိတ်ရှည်ရှည်နဲ့ထိန်းကစားပြီးမှနောက်ဆုံးပိုင်းမှာတိုက်စစ်ဖွင့်ဖို့ကြိုးစားခဲ့ပေမဲ့မိုက်ကယ်အာတက်တာရဲ့ကြစ်လက်တဲ့ကစားကွက်ကပိုမိုထိရောက်ခဲ့ပါတယ်။အာဆင်နယ်ဟာ2018ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်ကာရာဘောကပ်ဗိုလ်လုပွဲကိုတက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။အာဆင်နယ်ဟာဗိုလ်လုပွဲမှာမန်ချက်စတာစီးတီးသို့မဟုတ်နယူးကက်ဆယ်အသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။